ငါဒီလောက်တင်ပေးနေတာတောင်အခုထိမြန်မာစကားပြော AI ဗီဒီယိုမလောက်တက်ကြသေးဘူးဆိုရင်တော့စပပဲကလေးတို့ရေကဲအဖွားဆဲတာမခံရအောင် AI ဗီဒီယိုဘယ်လိုလုပ်ရမလဲဆိုတာကိုတဆင်ချင်းတင်ပေးမှဖြစ်လို့အဆုံးထိကြည့်လိုက်နော်ပထမဆုံးကျွန်တော်ဂျမနိုင်းကိုဝင်မယ်ဒီဂျမနိုင်းကိုဝင်ပြီးသွားလို့ရှင်ဒီမှာမြန်မာစာနဲ့ရေးပြီးတော့ဟိုအဖွားရမှာဒီစကားပြောတဲ့ဟိုအောင်ကျွန်တော်ရိုက်ပြီးတော့ပုံထုတ်လို့လည်းရတယ်ဟိုအင်္ဂလိပ်လိုရေးပြီးတော့ထုတ်လို့ရတယ်မလိုရေးပြီးတော့လည်းထုတ်လို့ရတယ်ပြီးွားရင်ဒီဟို Chrome မှာကျွန်တော် search bar မှာ Flow AI ဆိုပြီးတော့ရိုက်ရှာမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်သေချာလေးပြပြထားတယ်သူကကျတော့ဟိုVPN ချိတ်ပြီးရှာမှတာလို့မျိုးရတာပေါ့နော်ဝင်လို့ရှိရင်ဒီ website တွေဝင်တဲ့အခါကျရင် VPN မချိတ်ဘဲနဲ့နေလို့ရှိရင်ဒီကောင်ဟိုဒီရှာလို့မရဘူးဖြစ်တယ်နော်ဒီမှာဆို new project ပေါ်လာ new project ကိုကျွန်တော်ချက်နေမယ်ပြီးသွားရင်ဒီမှာကြာလို့ရှိရင်ကိုရေးမဲ့ဒီဟို script နဲ့ပြီးသွားလို့ရှိရင်ဒီကိုသုံးမဲ့ပေါ့နော်အစွန်လာတော့ကျွန်တော်ဟိုထုတ်ခဲ့တဲ့ဒီအဖွားပုံလေးပေါ့နော်အဲ့ပုံလေးကျွန်တော်တစ်ချက်ထည့်မယ်စာကတော့ဒီမှာကိုပြောချင်တယ်ပေါ့ကိုပြောစေချင်တဲ့စကားကိုဒီမှာလို့ရိုက်ထည့်လို့ရတယ်ဒီမှာဆိုရင်တော့ကျွန်တော်ဟိုပါပေါ့နော်ဒီမြန်မာစကားပြော AI ဗီဒီယိုလေးလောက်တက်သွားပြီလားဟိုကလေးတို့ရေးဆိုပြီးဒီမှာကျွန်တော်ဟိုအဖွားဒီစကားပြောတဲ့ပုံစံနဲ့ကျွန်တော်ရေးထားဖြစ်ပါတယ်ဒီကလေးကိုကဟိုပြီးသွားပြီဆိုလို့ရှိရင်ဒီမှာပေးအများတောင်းလေးနှိမ့်လိုက်အခုတော့မြန်မာစကားပြော AI ဗီဒီယိုလောက်တက်သွားကြပြီလားကလေးတို့ရေဒီဗီဒီယိုလေးကနေအကျိုးကျေးဇူးတစ်စုံတရာရတယ်ဆိုရင် follow like share လုပ်ပေးဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်